ထိုင်းမှနေတာလားပြီးတော့မြန်မာလက်ဖက်ကြိုက်လားအရန်ကောင်းလက်ဖက်တော့ဘယ်မှာဝယ်လို့ရလဲသိလားမလိမ်ပါနဲ့မသိဘူးမဟုတ်လားဘယ်မှသွားစရာမလိုပါဘူးကျွန်တော်လိုပြင်းတဲ့သူတွေ TikTok ဆိုင်ကနေဝယ်လို့ရတယ်နော်မကောင်းရင်မရောဘူးเนาะရှေးဝယ်ချင်းတောင်းအဝါရောင်ကနေဝယ်နိုင်ပါတယ်